အားလုံးမင်္ဂလာပါဖို့ပဒန်စနာကြိုဆိုပါတယ်။ဂျီယမထွဲကလာမယ့်နွေရာသီမှာဆိုရင်သူတို့တင်းရဲ့နောက်တန်းကိုဆက်ပြီးတော့အားဖြည့်အောင်မယ်ဆိုပြီးတော့စပေမီယာထိုးကဖော်ပြလာတဲ့ဒီနေရာမှာဆိုရင်ရဲကိုကြည့်မယ်ဆိုရင်နောက်တန်းနေရာအတွက်ကစားမအသစ်3လောက်ထိခေါ်နိုင်ချေရှိရဆိုပြီးတော့အဲ့ဒီမီယာကဆက်ပြီးတော့ဖော်ပြထားတဲ့ပြီးကြတဲ့နွေရာသီမှာဆိုရင်မထွဲကနောက်တန်းနေရာအတွက်အဘာရိုကာယက်ဒင်းဟောင်ဆန်နဲ့အာနိုကိုသူတို့ကခေါ်ခဲ့တယ်။လာမယ့်တွေမှာဆိုရင်မထွေးကနောက်တန်းနေရာမှာဆိုရင်သူတို့ကဆက်ပြီးတော့အားဖြည့်အောင်မယ်လို့သိရတယ်။ဒီနေရာမှာဆိုရင်ရီရဲ့နောက်တန်းကိုကြည့်မယ်ဆိုရင်တကယ်တမ်းလဲအားဖြည့်ဖို့ရာကလိုအပ်သေးတယ်။ဒီနေရာမှာဆိုရင်အဓိကကိုကြည့်မယ်ဆိုရင်စနာဘက်နေရာမှာဆိုရင်အဓိကအားဖြည့်ဖို့ရာကလိုအပ်တာ။ရီမထွေးကျွန်တော်တို့စနာဘက်ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကဝူဒီကာမီလီတာအိုပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်ကကျွန်တော်တို့ဒီအဆန်စီကိုဒီသားမတွေကိုကြည့်မယ်ဆိုရင်ရေရှည်မှာဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူး။ဘူဒီကာကိုကြည့်မယ်ဆိုရင်သူကလည်းအသက်ကကြီးနေပြီ32နှစ်လားမသိဘူးအဲ့လောက်ထိရောက်နေပြီ။ဘူဒီကာကကျွန်တော်ဒီရာသီမှာဆိုရင်သူကခြေလဲတော်တော်လေးကျသွားပြီ။ဘူဒီကာကိုကြည့်မယ်ဆိုရင်ရေရှည်မှာဆိုရင်ဘယ်လိုမှအဆင်ပြေဘူး။ရဲကိုကြည့်မယ်ဆိုရင်ဒီနေရာမှာဆိုရင်တို့ကရေရှည်ပလန်ထားရတော့မယ်။ဒါအပြင်မီတာကိုကြည့်မယ်ဆိုရင်သူကလည်း injury prone လုံးဝဖြစ်သွားပြီ။မီတာကိုကြည့်မယ်ဆိုရင်သူကခြေသွမ်းကကောင်းတယ်။ဒဏ်ရာမရဘူးဆိုရင်သူကခြေသွမ်းကကောင်းတယ်။ဒါပေမဲ့သူ့ကိုကြည့်မယ်ဆိုရင်ဒဏ်ရာနဲ့တော်တော်လေးသူကလုံးပန်းနေရတယ်။အခုချိန်မှာမီတာကသူ့ကိုဒါနဲ့ injury ထပ်ပြီးတော့ဖြစ်နေတယ်။ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Asensio ကလည်းအခုထိသူကအားကိုးလို့မရသေးဘူး။သူ့ရဲ့ကျွန်တော်တို့ခြေသွမ်းကိုကြည့်မယ်ဆိုရင်တာမန်အဆင့်ထက်ပိုပြီးတော့တက်မလာသေးဘူး။ရဲကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဝူဒီကာမီတာအိုအဆန်စီယိုဒီကစားမတွေကိုကြည့်မယ်ဆိုရေရှည်မှာဆိုရင်ဘလို့မှအဆင်ပြေနိုင်ဘူးတစ်ဖက်ကဝူဒီကာကိုကြည့်မယ်ဆိုရင်အသက်ကြီးတယ်မီတာကိုကြည့်မယ်ဆိုရင်သူက injury prone ဖြစ်သွားပြီပြီးတော့အဆန်စီကိုကြည့်မယ်ဆိုရင်သူကသိပ်ပြီးတော့အားကိုးလို့မရဘူးရေးမထွက်ကလာမဲ့နေရာဒီမှာဆိုရင်တို့ကဒီနေရာအတွက်အပြောင်းလဲပြုလုပ်ဖို့လိုအပ်တယ်တို့ကိုကြည့်မယ်ဆိုရင်စန္ဒဘက်နေရာအတွက်အားဖြည့်ဖို့ရလိုအပ်တယ်ဒီကစားမတွေကိုကြည့်မယ်ဆိုရေရှည်မှာဆိုရင်ဘလို့မှအဆင်ပြေနိုင်ဘူးဒီနေရာမှာရဲကိုကြည့်မယ်ဆိုရင်လာမယ့်နေရာဒီမှာဆိုရင်တို့ကနောက်တန်းနေရာအတွက်အားဖြည့်ဖို့ရကတော့လိုအပ်ချက်ရှိတယ်အဓိကကိုကြည့်မယ်ဆိုတော့စန္ဒဘက်နေရာအတွက်တို့ကအားဖြည့်ဖို့ရကလိုအပ်တယ်ဒီနေရာမှာတို့ကြည့်မယ်ဆိုလာမယ့်နေရာဒီပေါင်းရှိမှာဆိုတို့ကစန္ဒဘက်နေရာကိုဆက်ပြီးတော့အားဖြည့်နိုင်ချေရှိတယ်ဘယ်သူတွေခေါ်မလဲကြည့်ရမယ်ဒီနေရာမှာဆိုရင်မိထက်ကကျွန်တော်တို့ဒီစောတုံးကတို့ကစလီဘာကိုစိတ်ဝင်စားတဲ့ညာသတင်းထွက်ခဲ့တယ်ရဲကိုကြည့်မယ်ဆိုရင်နောက်တန်းနေရာဆိုတို့ကဘယ်သူတွေကိုထပ်ပြီးတော့ဝယ်ယူအားဖြည့်အောင်လဲကြည့်ရမယ်လာမယ့်နေရာဒီပြောင်းရွှေ့မှာဆိုရေးမထွက်ကသူတို့မှာဆိုအပြောင်းလဲအများကြီးမြင်ရဖို့ရှိတဲ့ဒီနေရာမှာဆိုရင်နောက်တန်းအပြောင်းလဲအပြင်ကိုမှတစ်ဖက်ကကွင်းလဲပိုင်းလဲအပြောင်းလဲပြုလုပ်ရမယ်ဒါအပြင်တိုက်စစ်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့အပပေနဲ့ဗနီရှီရဲ့ position ပြဿနာလဲဒါလဲရှင်းရမယ်ဒါအပြင်နီးပြလဲကျွန်တော်တို့သူတို့ကအပြောင်းလဲပြုလုပ်နိုင်ခြေရှိတဲ့ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ RVU လာကိုကြည့်မယ်ဆိုရင်သူကဒီယာဒီကောင်မှာဆိုရင်အသင်းမှာဆက်ရှိဖို့မသေးကြဘူးသူ့ကိုကြည့်မယ်ဆိုရင်ယာယီနီးပြလဲဖြစ်တယ်ဖလားလည်းမရလိုက်ဘူးအာဘီလောကိုကြည့်မယ်ဆိုရင်ဒီယာတီကောမှာဆိုရင်သူကအသင်းကနေပြီးတော့အထုတ်ခံနိုင်ခြေရှိတယ်လာမယ့်တွေမှာဆိုရင်မထွေးကသူတို့ကအမြဲတမ်းပြအသေးတယောက်ခံဖို့ရှိတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ PS ကိုကြည့်မယ်ဆိုရင်သူကမော်ဟိုကိုအသင်းကိုပြန်ပြီးတော့ခေါ်ခြင်းတယ်မော်ဟိုကိုကြည့်မယ်ဆိုရင်သူကဒုတိယကြိမ်ရီမထွေးကိုပြန်ပြီးတော့တွားခြင်းတယ်ဒီနေရာမှာဆိုရင် PS ကအမြဲတမ်းပြနေရာမှာဆိုရင်မော်ဟိုကိုပြန်ပြီးတော့ခေါ်ခြင်းတယ်အခုချိန်မှာဆိုရင်အသင်းရဲ့ဘုတ်ဖွဲ့အတွင်းမှာဆိုရင်ချို့လူတွေကမော်ဟိုကိုပြန်ပြီးတော့မလိုချင်ဘူးဒါမျိုးလည်းရှိတယ်ဆိုတော့ရဲမထွက်ကလာမယ့်နေရာဒီမှာဆိုရင်တို့ကအပြောင်းလဲအများကြီးမြင်ရဖို့ရှိတယ်ဒီနေရာမှာဆိုရင်နောက်တန်းမှာဆိုရင်တို့ကအပြောင်းလဲတွေလုပ်ဖို့ရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီကွင်းလက်မှာဆိုရင်တို့ကကစားမတစ်တယောက်ထပ်ပြီးတော့ဝယ်မယ်ကစားမတစ်ထပ်ပြီးတော့ဝယ်မယ်ဒါအပြင်တိုက်စစ်မှာဆိုရင်တို့ကတစ်ဖက်ကအမ်ဘပေနဲ့ဗီနီရှီရဲ့ position ပြဿနာကိုရှင်းရအောင်မယ်ပြီးတော့နီးပြအပြောင်းလဲဒါမျိုးတွေလည်းကျွန်တော်တို့ဒီဖြစ်လာဖို့ရရှိတယ်လာမယ့်တွေမှာရေးမထစ်ကိုကြည့်မယ်ဆိုရင်တို့ကတော်တော်လေးကိုမှအလုံးရှုံအောင်မယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကနီးပြကစပြီးတော့နောက်တန်းကွင်းလေတိုက်စစ်နေရာစုံမှာဆိုရင်တို့ကအပြောင်းလဲအချို့မြင်ရဖို့ရှိတယ်ရဲကိုကြည့်မယ်ဆိုရင်တို့ကအလုံးရှုံမဲ့ယာတီပြောင်းရွှေ့ယာတီကိုတို့ကဆက်ပြီးတော့ဖြတ်တန်းရအောင်မယ်ဆိုတော့ဘယ်သူ့ကိုနီးပြတစ်ဖြစ်ခံပြီးတော့နောက်တန်းမှာဆိုဘယ်သူကိုထပ်ပြီးဝယ်အားဖြစ်နေကွင်းလက်မှာဆိုဘယ်သူ့ကိုတို့ကဝယ်မလဲစောင့်ကြည့်ရမယ်ဆိုတော့အားလုံးပဲလောက်ပဲကောင်းကောင်းနေဖြစ်ပါစေဆွေးနွေးရမယ်